ဒီနေ့တော့ကစုရွနီကိုချင်းရင်ချက်ခင်းမို့ကြောက်လေးကြော်ပြီးတော့ငပိတောင်လေးပါထောင်းပါမယ်ရုံဆုံးနေနဲ့ကစုရွနီနှစ်စီးဝဲခဲ့တာကိုရင်းနေတဲ့ပိုင်းလေးလှိထုတ်ပေးပါမယ်ပြီးရင်တော့လှိဖြတ်ပြီးရေစင်အောင်ဆေးထားပေးပါမယ်ကျင်းထဲမှာထည့်ဖို့ကြက်သွန်နီတစ်လုံးကိုလည်းလှိထားပေးပါတယ်စားချက်ဖို့အတွက်ရေဆေးပြီးတန်းစင်ထားတဲ့ကစုံရုံးနီကိုအိုးထဲထည့်ပေးပါမယ်ပြီးရင်တော့လှိထားတဲ့ကြက်သွန်နီထဲရတာနေနဲ့စားအချုံမုံငပီးရောင်တင်မုံစနေမုံထဲစီလေးနည်းနည်းထည့်ပြီးမီးဖို့ပေါ်တင်ထားပေးပါတယ်တေချာလေးမွေပေးပြီးရင်တော့အရေးဆက်ဆက်လေးထည့်ပြီးတော့ချက်ထားပေးပါမယ်ကစုံရိုးနူးလောက်မှမကြီးရထည့်ပေးပါမယ်ပြီးရင်တော့ရေလိုလောက်ထည့်ပြီးပြန်ချက်ထားပေးပါမယ်ချင်းနဲ့တွေ့စားဖို့အတွက်ငပိတောင်ကိုတော့ဆက်ဆက်လေးစားချင်တာနဲ့ငရုတ်တီမြများထည့်ထားပါတယ်ပြီးရင်တော့နနံပီထည့်ပေးပါမယ်နံပီကအမြင့်လည်းထည့်သုံးထားပါတယ်ရုပ်တီနဲ့နနံပီညက်နေအောင်ထောင်းပြီးရင်တော့ရတာအနေနဲ့စားထည့်ပေးပါမယ်။ထိုင်းငပိရေ3စုလုံးထည့်ပေးပါမယ်။အားလုံးရောသမားအောင်ထောင်းပြီးရင်တော့ငပိတောင်ဆက်ဆက်လေးရပါပြီ။ငပိတောင်ရောက်လေးကအရင်လှပါတယ်။ချက်ပေးလိုက်တာအရေးတော့ဟင်းဦးလေးရှူလာပြီဆိုရင်တော့အချင်းဟင်းလေးရပါပြီ။နောက်ဆုံးမှာကင်းမှုကြောက်ကြပါမယ်။အိုးရဲကိုစီထည့်ပေးပါမယ်။ပြီးရင်ကြော်မဲ့ကင်းမှုကြောက်လေးတွေထည့်ပေးပါမယ်။ကင်းမှုကြောက်ကအရန်ပေါ်တော့စားလို့ကောင်းပါတယ်။မတူးအောင်လို့မီးအေးအေးလေးနဲ့ကြော်ပေးပါမယ်။အားလုံးကြော်လို့ပြီးရင်တော့ချင်းရင်တစ်ခွက်ရယ်ငပိတောင်ဆက်ဆက်လေးရယ်ကင်းမှုကြောက်ကြော်လေးရရပါပြီရှင်။နောက်ဗီဒီယိုတွေအတွက် like and follow လေးလုပ်ရပေးပါအောင်ရှင်။